လျှက်စစ်ကားတွေရဲ့ရှေ့ရ platform ဆိုတာဘယ်လိုနည်းပညာမျိုးလဲအခုချိန်မှာဘာလို့ကားကုမ္ပဏီတော်တော်များများကရှေ့ရအကြောင်းကိုအပြိုင်ဆိုင်ကြော်ညာနေကြတာလဲဒီနေ့ဗီဒီယိုတစ်ခုတည်းနဲ့ရှေ့ရဆိုတာတကယ်တော့ဘာလဲဘယ်နေရာတွေမှာပိုကောင်းလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြောပြပေးသွားပါမယ်ပထမဆုံးအဓိကအချက်ကိုအရင်ပြောရရင်ရှေ့ရရဲ့တကယ်ရည်ရွယ်ချက်ကအမြန်အားသွင်းဖို့ fast charging အတွက်ပါပဲလက်ရှိလျှက်စစ်ကားတွေရဲ့အကြီးမားဆုံးပြဿနာကမမောင်းနိုင်တာမဟုတ်ပဲအားသွင်းရတာနှိမ့်ကွေးနေတာဖြစ်ပါတယ်အားသွင်းနှုန်းကိုမြင့်တင်ဖို့ဆိုတာအခြေခံအားဖြင့်အားသွင်း power charging power ကိုမြင့်တင်ရတာပါအားသွင်း power လျှက်စီးကြောင်း current ပိုအား voltage ဒါကြောင့်အားသွင်းနှုန်းမြန်ခြင်းရင်နည်းလမ်းနှစ်ခုပဲရှိပါတယ်တလျှက်စီးကြောင်းကိုမြင့်တင်မလားနှစ်ပိုအားကိုမြင့်တင်မလားအကယ်၍လျှက်စီးကြောင်း current ကိုပဲအတင်းမြင့်တင်မယ်ဆိုရင်လျှက်စစ်ကားတိုင်းကြောက်ကြတဲ့ပြဿနာတစ်ခုကြုံရပါလိမ့်မယ်အဲ့ဒါကတော့အပူလုံကဲခြင်းပါပဲလျှက်စီးကြောင်းများလေကေဘယ်ကျိုးတွေမော်တာတွေဘက်ထရီတွေနဲ့အသွင်းစနစ်တွေမှာထွက်လာတဲ့အပူရှိန်ကပိုပြီးကြောက်စရာကောင်းလေဖြစ်ပါတယ်အပူရှိန်အလွန်များလာရင်အသွင်းပါဝါကျသွားတတ်တယ်လို့ပိုဆိုရင်ဘက်ထရီရဲ့ဘေးကင်းလုံခြုံမှုကိုပါထိခိုက်စေနိုင်ပါတယ်ဒါကြောင့်400စနစ်3ကားအများစုဟာအသွင်းစက်မှာအမြင့်ဆုံးပါဝါ peak value ကောင်းတယ်လို့ထင်ရပေမဲ့အဲ့ဒီအမြင့်ဆုံးနှုန်းကိုထိန်းထားနိုင်တဲ့အချိန်ကအရန်တိုပါတယ်အစပိုင်းမှာ250 kW ခုအထိရောက်နိုင်ပေမဲ့မိနစ်ပိုင်းတွင်းမှာပဲအသွင်းပါဝါကိုမဖြစ်မနေလျှော့ချလိုက်ရပါတယ်ဒါကြောင့်လဲကားကုမ္ပဏီတော်တော်များများက10မိနစ်အသွင်းရုံနဲ့ဆိုပြီးကြော်ညာကြပေမဲ့အဲ့ဒီ10မိနစ်နောက်ပိုင်းမှာအသွင်းရတာဘယ်လောက်တောင်နှေးသွားလဲဆိုတာကိုတော့ထည့်မပြောကြတာဖြစ်ပါတယ်910အသွင်းစနစ်လို့ကြော်ညာနေကြတာတွေလည်းဒီတိုင်းပါပဲသူတို့ရဲ့910စနစ်ကမိနစ်ပိုင်းလောက်ပဲခံနိုင်တာမျိုးဖြစ်နိုင်ပါတယ်ရှေ့ရရဲ့သဘောတရားကတော့အရင်က400ပိုအားကိုရှေ့ရအထိမြင့်တင်လိုက်တာပါပါဝါချင်းအတူတူပဲဆိုရင်ပိုအားမြင့်လေလျှက်စီးကြောင်းနဲလေဖြစ်တာမို့အပူထွက်တာလည်းတက်တာသွားပါတယ်ဒါကြောင့်ဘက်ထရီကအမြင့်ဆုံးအားသွင်းပါဝါကိုအချိန်ကြာကြာထိန်းထားနိုင်ပါတယ်ပြောရရင်ရှေ့ရရဲ့အဓိကရည်ရွယ်ချက်ကပါဝါမြင့်နဲ့အဝင်အထွက်လှုပ်ဆောင်ချက်တွေကိုအချိန်ကြာကြာပိုမိုခံနိုင်ရရှိစေဖို့ဖြစ်ပါတယ်ဒါပေမဲ့လူအများစုမသိကြတဲ့အချက်တစ်ခုကတော့ကားကုမ္ပဏီတွေကြော်ညာနေတဲ့ရှေ့ရဆိုတာတကယ်တော့ရေးရမရှိတဲ့သဘောတရားတစ်ခုဖြစ်နေတတ်တာပါတနည်းအားဖြင့်400 platform နဲ့ရှုပ်ရင်ပိုအားတိတိတတ်တာမြင့်တက်သွားတာနဲ့သူတို့ကိုသူတို့ရှေ့ရလို့ကြော်ညာလေးရှိကြပါတယ်အချို့က600ပဲဖြစ်နိုင်တယ်လို့အချို့က900လည်းဖြစ်နိုင်ပါတယ်600ကနေ1000လာကြားထဲမှာရှိနေရင်ကိုသူတို့ကိုသူတို့ရှေ့ရ platform လို့ခေါ်ကြတာမို့ရှေ့ရပြီးအတုတွေအများကြီးရှိနေပါတယ်ပိုပြီးအရေးကြီးတာကအဲ့ဒီရှေ့ရဆိုတာကားတစ်စီးလုံးရဲ့စနစ်တစ်ခုလုံး full domain ကိုပြောတာမဟုတ်ပါဘူးလျှက်စစ်ကားတစ်စီးမှာစွမ်းရည်စီးဆင်းမှုလမ်းကြောင်း3ခုရှိပါတယ်အဲ့ဒါတွေကတော့တအားသွင်းခြင်း charging နှစ်စွမ်းအင်တိုးလောင်ခြင်း storing 3စွမ်းအင်ထုတ်လွှတ်ခြင်း discharging ဒါပေမဲ့အခုဈေးကွက်ထဲကကားများစုမှာအားသွင်းတဲ့စနစ်တစ်ခုပဲရှေ့ရပဲဖြစ်ပြီးဘက်ထရီနဲ့မော်တာရဲ့စွမ်းအင်တိုးလောင်ထုတ်လွှတ်တဲ့စနစ်တွေကတော့400ပြည့်အတိုင်းပဲရှိနေပါသေးတယ်။ဘာကြောင့်လဲဆိုတော့400နဲ့ရှုရင်ရှေ့ရစနစ်ကပိုအားမြင့်အစိပ်ပိုင်းအားလုံးအတွက်လိုအပ်ချက်ပိုများလို့ပါလျှက်စစ်စီးကူးမှုကာကွယ်ရေးအဆင့် insulation level တွေမြင့်ရမယ်ပိုအားခံနိုင်ရေး voltage resistance မြင့်ရမယ်လျှက်စစ်တန်လိုက်နှောက်ယှက်မှု EMI တွေကိုလည်းပြန်လည်ဖြည့်ရှင်းရပါမယ်ဘက်ထရီမော်တာလျှက်စစ်ထိန်းချုပ်မှုစနစ် electric control နဲ့ကေဘယ်ကျိုးအစရှိတာတွေကိုအသစ်ကနေပြန်ဒီဇိုင်းဆွဲရတာဖြစ်ပါတယ်အစိပ်ပိုင်းတစ်ခုတည်းကိုပြောင်းလဲရုံနဲ့မရပဲစနစ်ခုလုံးကိုအဆင့်မြင့်တင်ရတာပါဒါကြောင့်ကုန်ကျစရိတ်ကအများကြီးပိုများသွားပါတယ်အဲ့ဒါကြောင့်ကားကုမ္ပဏီအတော်များများကအားသွင်းစနစ်တစ်ခုတည်းကိုပဲရှေ့ရလောက်ကြတာဖြစ်ပြီးဒါကိုစိတ်ပိုင်းဆိုင်ရာရှေ့ရ partial ရှေ့ရလို့လည်းခေါ်ပါတယ်ဘာလို့လဲဆိုတော့အားသွင်းနှုန်းညံတာတစ်ခုပဲသုံးစွဲသူတွေတိုက်ရိုက်ခံစားသိရှိနိုင်လို့ပါကျန်တဲ့အစိပ်ပိုင်းတွေကိုတော့ရင်းချက်ပြီးသား400ကထောက်ပံ့ရေးကွင်းဆက် supply chain အတိုင်းပဲ73တဲ့အတွက်ကုန်ကျစရိတ်ပိုတက်တာပါတယ်အဓိကကတော့သုံးစွဲသူတွေလည်းဒါကိုသတိမထားမိကြလို့ပါပဲဒီလိုကားမျိုးတွေကပုံမှန်နေစုသုံးစွဲမှုမှာပြဿနာမရှိပေမဲ့စွမ်းဆောင်ရည်မြင့်မြင့်နဲ့အချိန်ကြာကြာမောင်းနေတဲ့အခါဥပမာအချိန်ပြင်းပြင်းမောင်းတာမျိုးကားရဲ့ပါဝါကကန့်သက်ချက်ဖြစ်လာတတ်ပါတယ်လျှက်စီးကြောင်းများလုံးရင်အပူချိန်အလွန်မင်းတက်လာတာမို့အပူချိန်လွန်ကဲမသွားအောင်မော်တာရဲ့အထွက်ပါဝါ output power ကိုကန့်သက်လိုက်ရလို့ဖြစ်ပါတယ်ဒါပေမဲ့အကယ်၍ကားတစ်စီးလုံးစနစ်တစ်ခုလုံးရှေ့ရ full domain ရှေ့ရသုံးထားတာဆိုရင်တော့စွမ်းဆောင်ရည်မြင့်မြင့်နဲ့အချိန်ကြာကြီးပိုမောင်းနိုင်မှာဖြစ်တယ်လို့တစ်စီးလုံးအပူလွန်ကဲမှုဖြစ်နိုင်ခြေလည်းပိုနေသွားမှာဖြစ်ပါတယ်ကားကုမ္ပဏီတွေရဲ့လှည့်ကွက်တွေကိုရှုံ့မတွက်ပါနဲ့သူတို့ကပုံစံမျိုးမျိုးနဲ့လှည့်စားတတ်ကြပါတယ်ဒါဆိုမေးစရာရှိတာကကျွန်တော်တို့လိုတာမန်လူတွေအနေနဲ့ရှေ့ရအတူလားစိတ်ပိုင်းဆိုင်ရာရှေ့ရလားဒါမှမဟုတ်တကယ်ရှေ့ရအစ်စ်လားဆိုတာဘယ်လိုခွဲခြားမလဲအရန်လွယ်ပါတယ်သူတို့ရဲ့ဘက်ထရီနဲ့မော်တာရဲ့သတ်မှတ်ဖို့အား rated voltage ကိုပဲကြည့်လိုက်ပါအကယ်၍900ကထက်ကြီးရင်အဲ့ဒါစနစ်တစ်ခုလုံးရှေ့ရကအစ်စ် full domain ရှေ့ရဖြစ်ပါတယ်အကယ်၍900ကထက်နေရင်အဲ့ဒါစိတ်ပိုင်းဆိုင်ရာရှေ့ရ partial ရှေ့ရသို့မဟုတ်ရှေ့ရကအတူတာဖြစ်ပါတယ်